အိန္ဒိယရဲ့ဒီစကားစာပေါ်မှာပြုမှုနဲ့ပတ်သက်ပြီးတော့တခုတော့လေးလေးနက်နက်ကျွန်တော်တို့ဒီတော်လိုင်းရေးဖွဲ့အမျိုးတော်လိုင်းရေးဖွဲ့အနေနဲ့တခုတေချာလုပ်မယ်လို့ထင်တယ်အိန္ဒိယကဒီမိုကရေစီနိုင်ငံဆိုပြီးတော့ဒီစကားစာနဲ့နော်ဒီစကားစာအတိမတ်ပြုတ်ပေးလိုက်တဲ့ကိစ္စred carpet ပေးတဲ့ကိစ္စကတော်တော်လေး serious ဖြစ်တယ်ကျွန်တော်တို့တော်လိုင်းရေးရဲ့အကျိုးကိုတော်တော်လေးထိခိုက်တယ်လို့မြင်တယ်ဒီမိုကရေစီနိုင်ငံဆိုပြီးတော့သူဆန့်ကျင်ဘက်လုပ်နေတာတွေကဒီမိုကရေစီကပြည်သူကိုမျက်နှာမူတယ်ဒါပေမဲ့ဒီအိန္ဒိယကမျက်နှာမူတဲ့ပြည်သူကဘယ်သူလဲဆိုတော့ကျွန်တော်ဗမာပြည်ကပြည်သူတွေမပါဘူးလို့ပုံစံမျိုးတကယ်ဒီမိုကရေစီအစစ်မှန်ကိုကြောခိုင်းတဲ့ပုံစံမျိုးလို့ဖြစ်နေတဲ့အပြင်နော်ဒီကုလသမဂ္ဂမှာနော်ဒီစကားစာရဲ့ရွေးကောက်ပွဲကိုလက်မခံတာလေနော်သူ့ရဲ့ဒီဖြစ်တည်လာမှုကိုလက်မခံတဲ့အခြေအနေတွေအခုနအာဆီယံတော်မှညှင်းပယ်တဲ့ကြားရနေပြီးတော့နော်အခုဒီစကားစာကိုတရားဝင်ဖြစ်အောင်လမ်းကြောင်းနဲ့ဆွဲသွင်းလာတဲ့အိန္ဒိယရဲ့လုပ်ရကကျွန်တော်တို့ဒေါ်လာရေးကိုတော်တော်လေးထိခိုက်မှုရှိတယ်လို့ထင်တယ်စိတ်မကောင်းစရာတော်တော်ရင်နာစရာဒီမိုကရေစီနဲ့လူ့ခွင့်ရေးအတွက်ဒီအကြမ်းဖက်နေတဲ့ဆရာနာရှင်လူတွေကိုနေ့တိုင်းတတ်နေတဲ့ဆရာနာရှင်ကိုနော်ဒီအတိမတ်ပြုတ်ပြလိုက်တဲ့ကိစ္စကဒါကိုပြန်ပြီးတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့စမ်းစစ်ကြည့်ဖို့လိုတယ်လို့မြင်တယ်ဝမ်းနေဖို့ကောင်းတယ်တော်ဝမ်းနေဖို့ကောင်းတယ်ဒီလိုလှုပ်လိုက်တဲ့အပေါ်မှာနော်အိန္ဒိယဒီလိုမျိုးမျက်နှာပြောင်တိုက်တာပေါ့မျက်နှာပြောင်တိုက်တယ်အချက်ကင်းမဲ့ဆိုတာလှုပ်တယ်စိုက်ဖြစ်အများကြီးပြောလို့ရတယ်အဲ့လိုမျိုးလှုပ်လိုက်တဲ့အပေါ်မှာပြန်ကြည့်မယ်ဆိုရင်သူတို့အမြင်ကတော့သူ့ရှုထောင့်ကတော့သူတို့ပြောလိုက်မယ်ဒါက real politics ဖြစ်တယ်နောက်လက်တွေ့ကြတဲ့ခံစားမှုမှာပါတယ်လက်တွေ့ကြတဲ့ pragmatism ဒါတွေကြောင့်လုပ်ရတာအဓိကသူတို့ real politics မှာသူကဒီလူသားချင်းစာနာမှုတွေဒီမိုကရေစီလူ့ခွင့်ရေးဒါတွေသူကကျွန်တော်ကိုချင်းတရားတွေ ethic တွေချက်ကိုသူကအရှိတရားနဲ့အင်အား hard power ပေါ်မှာအခြေခံပြီးတော့ဒီနိုင်ငံရေးကိုဆုံးဖြတ်ချက်လုပ်တာဒါရဲ့အတွေးခေါ်သူကဘာလဲဆိုတော့ကဘာကြီးမှာသူတော်ကောင်းတရားဆိုတာတဲ့ဘယ်သူမှလက်နဲ့ရှိတယ်လဲဘယ်သူကအာဏာရှိလဲဆိုတော့ကိုပဲကြည့်ပြီးတော့ဆက်ဆံတယ်ဆိုတော့အယူဝါဒအခုအိန္ဒိယလောက်လိုက်တဲ့လှုပ်ဆောင်ချက်ရဲ့ဒါသူတို့ယက်တိချက်ပေါ့နောက်တစ်ခုက pragmatism ဆိုတဲ့ဟာကလည်းဒီခံစားချက်မပါဘူးသူတို့မြင်နေရတယ်တွေ့နေရတယ်လူထုကိုနေ့စဉ်ဘုံကျဲနေတဲ့ကိစ္စတွေတွေ့နေကြတယ်တွေ့နေရတယ်သိနေတယ်ဒီသတင်းတွေအကုန်လုံးသိနေတယ်ဒီကောင်ကြီးကရွက်ကောက်ပွဲအတူကြီးလုပ်ပြီးတော့ဂျိုကောင်ကရွက်ကောက်ပွဲအတူလုပ်ပြီးတော့သူ့ကိုယ်သူသမ္မတဆိုပြီးကြေညာတဲ့ဟာကိုတိနဲ့ဒီလိုမျိုးလောက်တာကနော်သူတို့ဒီအိန္ဒိယယက်တိချက်ကိုကြည့်ရင်သူကလူဆိုးလားလူကောင်းလားဆိုတာထက်ကိုသူနဲ့ပေါင်းရင်ငါနိုင်ငံအတွက်ဘာအမျက်ထွက်မလဲအဲ့တော့ငါနိုင်ငံဘေးကင်းမလားဆိုတာကိုပဲသူတို့တူရဲ့အကျိုးစီးပွားကိုပဲငါနိုင်ငံကဘေးကင်းမလားသူ့ရဲ့တူရဲ့အကျိုးစီးပွားကိုပဲတွက်ချက်ပြီးတော့ဆုံးဖြတ်တာဖြစ်တယ်ဆိုတော့ဒါတွေရဲ့စုံချက်ကဘာလဲဆိုတော့ကြောင်ဖြူသည်ဖြစ်စေကြောင်မဲသည်ဖြစ်စေကြွက်မိဖို့ပဲလိုတယ်ဆိုတော့ဒီတရုတ်ခေါင်းဆောင်တိန်ရှောင်ဖိန်ရဲ့စကားကဒီဝါဒတွေရဲ့စုံချက်အနှစ်ချုပ်လိုပုံစံမျိုးဖြစ်နေဆိုတော့အိန္ဒိယကလည်းတရုတ်လိုပုံစံမျိုးပဲဗမာပြည်ပေါ်မှာပြုမှုနေတဲ့ပုံစံမျိုးဖြစ်နေပြီကျွန်တော်တို့တစ်ဖက်ကဒီမိုကရေစီနိုင်ငံကြီးဘိုးအေကြီးဆိုပြီးတော့ဒီမိုကရေစီကိုတော့ထောက်ခံကောင်းပါရဲ့ငါတို့ဘက်ကရှိမှာပါဆိုပြီးတော့ကျွန်တော်တို့အများအားတွက်နေတယ်ဒါပေမဲ့သူလှုပ်ချလိုက်တာမဟုတ်ဒီအာနာသိမ့်ပြီးကတဲ့ကအိန္ဒိယကသူရည်တည်ချက်ကဒီစကားစားဘက်မှာပဲသူပြောမယ်ဆိုတော့ကတဲ့တပုံနေစိုက်ပြနာဂတပုံနေကိုနှိမ်နှင်းဖို့အတွက်ဆိုရင်သူက
ရှင်ပြီးတော့ကြည့်တဲ့အခါမှာကျွန်တော်တော်လိုင်းဖွဲ့စည်းတွေဘက်ကဒါတွေကိုမလုပ်ပေးနိုင်ဘူးလုပ်ပေးနိုင်တာကဒီအကြမ်းဖက်ကောင်တွေကပဲလုပ်ပေးနိုင်တယ်ဆိုတော့သူတို့ဘက်ကိုအလေးသာပြီးတော့ဒီလိုဆုံးဖြတ်ချက်ဒီလိုတရားဝင်မှုကိုပေးပြီးတော့လောက်လိုက်တာလို့ပြောလို့ရတယ်ဆိုပေမဲ့ကျွန်တော်ဘက်ကိုရက်တည်တယ်ဆိုလဲသူတို့ကဘာမှကြိုးမြတ်မရှိဘူးနောက်တစ်ခုကသူကဒီနှစ်ဖက်ကိုဘယ်ဘက်ကိုသူကအလေးပေးရမလဲဆိုတာကိုကြည့်တဲ့အခါမှာစကားစနဲ့ကျွန်တော်ဒေါ်လာအင်အားစုတွေပေါ့ကျွန်တော်ဒေါ်လာအင်အားစုတွေဘက်ကိုအလေးသာပေးလိုက်တယ်စိုက်ဖြစ်ပြက်သားရက်တည်လိုက်တယ်ဆိုတဲ့ပုံစံမျိုးဆိုရင်သူတို့ကအကျိုးမြတ်ကဘာမှမရှိဘူးလို့သူတို့တွက်ပုံရတယ်တကယ်လည်းမရှိဘူးဖြစ်ကောင်းလည်းဖြစ်မယ်အဲ့မရှိဘူးဆိုတဲ့အနေထားပါလဲဆိုတော့ကျွန်တော်ကတပ်ပေါင်းစုဒီ NUG ဆိုပြီးတော့တကယ်တနိုင်ငံလုံးတိုင်းတာနဲ့ညီညွတ်တဲ့အစိုးရတစ်ခုလို့ပုံစံမျိုးဒီလက်နက်ကိုင်ဒေါ်လာရေးဖွဲ့အားလုံးကလည်းပေါင်းစည်းနေတာမဟုတ်ဘူးစသဖြင့်ဒီအိန္ဒိယရဲ့ယက်တီချက်ကိုပြန်ကြည့်မယ်ဆိုရင်ခုနကပြောသလိုကြောင်ဖြူသည်ဖြစ်စေကြောင်မဲသည်ဖြစ်စေကြွက်မိဖို့ပဲလိုတယ်ဆိုတော့ဒီတရုတ်ကောင်းဆောင်တိတ်ရှုံဖိန်ရဲ့ဝါဒနဲ့ထပ်တူထမြတရုတ်ကလည်းဗမာပြည်ပေါ်မှာဒီလိုသဘောထားနေပဲရနိုင်သမျှဒီအကျိုးစီးပွားတွေကိုရှာဖွေစားတော့အကုန်လုံးဆွဲယူစားတော့နေတယ်ပုံစံမျိုးအခုအိန္ဒိယလည်းဒီလမ်းကြောင်းကိုပဲသူကတဲ့လာတယ်တစ်ဖက်ကမြင်နေတယ်တွေ့နေအကုန်လုံးကိုသိနေတယ်ဒီဗမာပြည်သူတွေဘယ်လောက်ထိဒုက္ခတွေခံနေရတယ်ဗမာပြည်သူတွေဘယ်လိုမျိုးပုံကျဲခံနေရတယ်တကယ်ကဘာစစ်ဖြစ်တယ်လို့အဲ့လိုမျိုးလုံနိုင်အောင်တရုတ်ကထောက်ပံ့တယ်အခုတခါအိန္ဒိယကလည်းဒီလမ်းကြောင်းကိုရွေးလိုက်တဲ့အပေါ်မှာဒါကတော့ကျွန်တော် seriously ပြတ်သားကျွန်တော်ဘက်ကလည်းပြတ်သားတဲ့လမ်းကြောင်းကိုရွေးချယ်ဖို့လိုပြီလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့အိန္ဒိယကဒီလိုမျက်နှာပြောင်တိုက်လိုက်တဲ့ကိစ္စကဒါအစပြုလာပေါ့စပြုပြီးတော့တောက်လျှောက်ဒီအာနာသိန်းကလေးကလည်းအိန္ဒိယကတောက်လျှောက်ဒီဂျမ်ဖက်စကားစာဘက်ကပဲရက်တည်ခဲ့တယ်အဲ့လိုရက်တည်ဖို့လည်းသူတို့သဘောတူညီချက်တွေလည်းရှိခဲ့မယ်ဒါပေမဲ့ဒီလိုနဲ့ပဲကျွန်တော်အိန္ဒိယကိုလည်းကိုယ့်ဘက်ပေါအောင်လုပ်ခဲ့ကြတယ်စက်တိုက်စူးစမ်းခဲ့ကြတယ်အခုဒီအိန္ဒိယကလည်းတရုတ်လိုတခါဒီအကျိုးစီးပွားတွေဗမာပြည်ထဲမှာရှိတဲ့ရနိုင်သမျှတော့ဒီစားသုံးလို့ရမယ်ကိစ္စသူတို့နိုင်ငံအတွက်အကျိုးရှိမဲ့ကိစ္စအဲ့ဒါတွေကိုတရုတ်လိုပဲဒီစုပ်ယူစားသုံးမယ်ဆိုတဲ့ခြေလှမ်းမျိုးကိုလှမ်းလာတစ်ဖက်ကအကြောင်းပြချက်ကတော့ကသဲတပုံတို့နာဂတပုံတို့စသည်ဖြင့်ဒါတွေဆိုပေမဲ့တကယ်အရှိတရားမှာကျွန်တော်တို့ဒီပြည်သူတွေကခံလိုက်ရတယ်လူကျွန်တော်တော်လိုင်းရေးကဘေးကိုတွန်းထုတ်ခံလိုက်ရတဲ့ပုံစံမျိုးအဲ့လိုမျိုးခံစားဆိုတော့ဒီအခြေအနေကြီးကိုပြောင်းအောင်လုပ်နိုင်မလားဆိုတော့ပြန်ကြည့်ရဆိုရင်ကျွန်တော်ထင်တာတော့ဒီလမ်းကြောင်းကိုပဲအိန္ဒိယဆက်ပြီးတော့သွားမယ်အဲ့သွားမယ်ဆိုတဲ့ပုံမှာကျွန်တော်ကသူ့ကိုသွားပြီးတော့ဖြောင်းဖြနေစီယုံသွားပြီးတော့စီယုံနေတယ်ဆိုရင်ဒီသူကလည်းပြန်ပြီးတော့ကိုယ်ပြန်ဖြောင်းဖြပြီးတော့သူဒီလမ်းကြောင်းကိုပဲဆက်သွားနေမှာဆိုတော့ကျွန်တော်ဘက်ကပြက်သားကြီးဆုံးဖြတ်ပြီးတော့လုပ်ဖို့လိုတယ်သူတို့ယူဆအရဒီအိန္ဒိယရဲ့စကားစရဲ့တရုတ်ရဲ့သူတို့ယူဆအရဘာယူဆလဲဆိုတော့ရန်သူရဲ့ရန်သူကအိန္ဒိယအနေနဲ့ယူဆတာပေါ့ရန်သူရဲ့ရန်သူကသူ့မိတ်ဆွေဆိုတဲ့ပုံစံမျိုးရန်သူရဲ့ရန်သူတရုတ်ကတော့သူ့ရဲ့အစဉ်အမြဲရန်သူဖြစ်နေခဲ့တယ်ဒီအခုကာလအတွင်းမှာဒီဗမာပြည်ကိစ္စဒီဖြစ်လာတဲ့အခါကျမှဒီတရုတ်နဲ့အိန္ဒိယရဲ့ပြဿနာတွေနည်းနည်းခဏဘေးချိတ်ထားတာမဟုတ်ဘူးနည်းနည်းမျက်နှာလွှဲပြီးတော့ဒီဘက်ကိုအာယုံစိုက်လာတဲ့ပုံစံမျိုးပေါ့သူအိန္ဒိယရန်သူကတရုတ်ကတော့အိန္ဒိယရန်သူပုံမှန်ရန်သူစကားစကဘာလို့တရုတ်ရဲ့ရန်သူဖြစ်သွားပြီးတော့အိန္ဒိယရဲ့မိတ်ဆွေဖြစ်လာတယ်လဲဆိုတော့စကားစဒီတရုတ်ရဲ့လွှမ်းမိုးမှုအောက်ကနေပြေးထွက်ချင်တယ်ဆိုပြီးတော့ဒီလိုမျိုးတတ်မှတ်တော့
ဒါစကားစကဒီချမ်းဖက်အကောင်တွေကတရုတ်နဲ့ဆိုရင်ဒါရန်ဘက်တွေဖြစ်သွားပြီဆိုတော့ရန်သူကသူ့မိတ်ဆွေဆိုတဲ့ပုံစံမျိုးနဲ့ဒါမျိုးနဲ့လည်းသူတို့ဒီဆုံးဖြတ်ချက်ကိုဒီနိုင်ငံတကာမျက်နှာစာမှာဒီ pragmatism ပေါ့လက်တွေ့ကာလမှာလက်တွေ့ဖြစ်ပျက်နေတဲ့အနေအထားတွေမှာဒါတွေဒီလိုဆုံးဖြတ်တယ်လို့သတ်မှတ်လို့ရတယ်အဲ့လိုသူတို့ပြောဒီလိုယူဆတဲ့အတိုင်းစကားစကျွန်တော်တို့ရန်သူနော်ကျွန်တော်တို့ရန်သူရဲ့မိတ်ဆွေကကျွန်တော်တို့ရန်သူပဲအိန္ဒိယကကျွန်တော်တို့ရန်သူလိုပုံစံမျိုးဖြစ်သွားတယ်ဒါသူတို့ယူဆရအောင်တစ်ဖက်ကတရုတ်ကိုပြန်ကြည့်မယ်ဆိုစကားစတရုတ်နဲ့တရုတ်လက်အောက်ကနေပြီးတော့ပြေးထွက်ခြင်းလို့ဒီအိန္ဒိယနဲ့တော့ပေါင်းတယ်ဆိုတော့ကျွန်တော်စကားစနဲ့ကျွန်တော်နဲ့ရန်သူတရုတ်ကလည်းသူ့ရဲ့ရန်သူဆိုတော့ရန်သူရဲ့ရန်သူကတရုတ်ကကျွန်တော်မိတ်ဆွေလည်းမဖြစ်ပြန်ဘူးတရုတ်ကလည်းဒီလမ်းကြောင်းကိုပဲဒီအိန္ဒိယလိုပဲဗမာပြည်မှာရှိသမျှဟာတွေကိုစုပ်ယူစားသုံးနေတဲ့ဒီခေတ်သစ်ကိုလိုနီတွေနော်အဲ့လိုပဲသုံးလို့ရတယ်ဆိုတော့ဒီလိုမျိုးဖြစ်လာတဲ့အခြေအနေကြီးကိုကျွန်တော်တို့ကတကယ် seriously စဉ်းစားပြီးတော့ကျွန်တော်လမ်းကြောင်းမှန်တစ်ခုခပ်ထန်လမ်းကြောင်းတစ်ခုနိုင်ငံတကာအနေအထားတွေရနိုင်ငံတကာမှာလှုပ်ဆောင်မှုလိုအပ်တဲ့ကိစ္စတွေကရှိနေဖို့လိုတယ်ဆိုပေမဲ့လည်းတကယ်သူတို့ယူဆသလို pragmatism မော့ side ဖြစ်တကယ်လက်တွေ့လောကမှာလည်းကျွန်တော်တို့ကလည်းတကယ်သူတို့အနေနဲ့ထပ်သွင်းစဉ်းစားရမယ်လူအဖွဲ့စည်းဒီစဉ်းစားထပ်သွင်းစဉ်းစားရမယ်ဒေါ်လာရေးတစ်ခုလိုပုံစံမျိုးဖြစ်တယ်ဆိုရင်ဒါသူတို့ထည့်သွင်းစဉ်းစားရမယ်လို့ကျွန်တော်တော့အဲ့လိုမျိုးမြင်တယ်ဆိုတော့ကျွန်တော်တို့ကပြတ်သားလမ်းကြောင်းကိုရွေးပြီးတော့ပြတ်သားလေးကျွန်တော်ဒီတက်ပေါင်းစုဒီ SCEF ကိုပို့ပြီးတော့ခိုင်မာအောင်လုပ်တဲ့လုပ်ငန်းစဉ်တွေနော်ပြီးတော့တကယ်လက်တွေ့ကြဒီစကားစာကိုပြန်ပြီးတော့ဘယ်လိုခေါ်မလဲပြန်ပြီးတော့ထိုးနှက်နိုင်တဲ့လှုပ်ဆောင်မှုတွေကျွန်တော်တို့လှုပ်ဆောင်မှုလိုတယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်တပ်ပေါင်းစုဆိုတဲ့နေရာမှာကျွန်တော်တပ်ပေါင်းစုနဲ့တိုက်ပွဲဝင်ဖို့လိုအပ်တယ်ဆိုတာကိုဒီနေ့9 နှစ်ကြာပြီးတဲ့နောက်မှာကျွန်တော်တို့သိလာကြတဲ့အတိုင်းအခုတပ်ပေါင်းစုအတွက်ကိုလုံးပန်းနေကြတယ်ဒီတပ်ပေါင်းစုတကယ်ပေါ်ထွန်းရေးအတွက်ဒီ SCEF ဆိုပြီးတော့လည်းပေါ်လာပြီးသားရှိရယ်အဲ့တော့ဒီတပ်ပေါင်းစုဆိုပြီးတော့တကယ်တပ်ပေါင်းစုဆိုပြီးတော့ဖြစ်ပေါ်လာအောင်ဖွဲ့စည်းတဲ့နေရာမှာတော့အချိန်ကာလမြင့်ဆန်ဆိုပို့ကောင်းမယ်ကျွန်တော်တို့ကမြင့်ဆန်ဆိုတဲ့နေရာမှာနှစ်နဲ့ချီကြာတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့နော်မြင့်ဒီကာလတူအတွင်းမှာတစ်နှစ်ဆိုရင်တော့မှညားလိုက်မယ်တစ်နှစ်မရှိတဲ့အချိန်တွင်းမှာဒီတကယ်တပ်ပေါင်းစုကိုလုံနိုင်တယ်ဆိုရင်တော့ရန်ကောင်အချိန်တွေကကြာလေဆိုးလေနော်ဒီအကြမ်းဖက်ဘက်ကသူလှုပ်ချင်တဲ့ဒီကိုလှုပ်လို့ရလေဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်တပ်ပေါင်းစုဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ဒီ2021နောက်ပိုင်းတုန်းကဆိုရင်တော့တကယ်ကိုတပ်ပေါင်းစုဆိုတဲ့အသည့်တရားရှိခဲ့ပြီးတော့လောက်ကြမယ်ဆိုရင်အဲ့ချိန်မှာဆိုရင်အဖွဲ့အစည်းအားလုံးပါနိုင်တယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီ1027နောက်1027မှာတိုက်ပွဲ1029မှာတိုက်ပွဲဝင်ခဲ့ကြတယ်လို့1029မှာတိုက်ပွဲဝင်ခဲ့ကြတယ်လို့ကျွန်တော်ဝနေလဲပါတယ်เนาะဒီ MNDAA ပါတယ် TNL ပါတယ်စသဖြင့်အဲ့ဓာတွေနဲ့အခုရှိပြီးသားအခုကျွန်တော်တို့ SCEF ဆိုပြီးတော့တပ်ပေါင်းစုပေါ်ရေးအဖွဲ့ထဲမှာရှိပြီးသားဆိုရင် KIO လို့အဖွဲ့ကြီး KNU လို့အဖွဲ့ကြီးဒီနဲ့ထပ်ပြီးတော့ပေါင်းဆက်လိုက်မယ်ဆိုရင်တော်တော်လေးအားကောင်းတဲ့အနေအထားမျိုးဒါပေမဲ့ဒီနေ့အချိန်မှာတော့အဲ့လိုပုံစံမျိုးတပ်ပေါင်းစုကိုမရှိနိုင်ခဲ့ဘူးမရှိနိုင်တော့ဘူးလို့ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်တကယ်ပဲဖြစ်နေလားဒါမှမဟုတ်ရင်ချင်းတွေတခုရဒီအဖွဲ့တွေကဒီသူတို့ဒီလို role ကို play နေကြတာလားဆိုတဲ့ပုံစံမျိုးကတော့ပြောလို့မတောက်ဘူးလောဆယ်တိတိတသားကြီး
ကလည်းတရုတ်ရဲ့ပူလီလုံးမှုအောက်မှာဒီဝါပါဝင် MNDAA အခုဆို TNL လေးပါပါသွားတဲ့အနေအထားမျိုးဖြစ်နေပုံမှာကျွန်တော်တို့အခုလောဆယ်မှာတပ်ပေါင်းစုဆိုပြီးလုပ်မယ်ဆိုရင် KIO ဖွဲ့ကြီးရှိတယ်နော် KNU ရှိတယ် CNF စသည်ဖြင့်ဒီအဖွဲ့တွေတော့ကြော်ညာတဲ့အထဲမှာလူသိရှင်ကြားလုပ်တဲ့အထဲမှာတော့ဒီဖွဲ့တော့ပါတယ်အဲ့ဒါအပြင်တကယ်ပါတင်တာကတော့မဖြစ်မနေပါတင်တာကျွန်တော်တို့ဒီ AA ကလည်းမဖြစ်မနေအစိုက်ပြ AA နဲ့ KIO နဲ့ KNU နဲ့ဒီအဖွဲ့ကြီး၃ဖွဲ့ကတကယ်ခိုင်ခိုင်မာမာရှိနေသေးတယ်ဆိုရင်ကျွန်တော်တို့ဒီဒေါ်လာရေးကိုပြီးဆုံးအောင်လုပ်တဲ့နေရာမှာတော်တော်လေးမြန်ဆန်လွယ်ကူလုပ်နိုင်မှာလို့ထင်ဒါပေမဲ့အခုအနေထားမှာဒီတပ်ပေါင်းစုဖွဲ့စည်းရေးဆိုတဲ့အသည့်ကတော့ရှိပြီဒါပေမဲ့အကောင့်ထဲပေါ်ဖို့အတွက်ကိုမရောက်နိုင်တဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဒီဖြစ်နေတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့တကယ်ပြက်သားသားဒေါ်လာရေးကိုလှုပ်တဲ့တပ်ပေါင်းစုလိုပုံစံမျိုးဖြစ်ဖို့လိုတယ်လို့ထင်တယ်အခုလောဆယ်ဒီကျွန်တော်တို့ဒီ SCEF ဆိုပြီးတော့ရှိနေတဲ့အနေအထားကပြန်ကြည့်မယ်ဆိုရင်တစုံတရာကိုဆွဲကင်ထားတဲ့အနေအထားမျိုးဖြစ်နေတစုံတရာဆွဲကင်ထားတဲ့အနေအထားဆိုတာဒီနိုင်ငံတကာရဲ့ပံ့ပိုးမှုထောက်ပံ့မှုပါဝင်ကူညီမှုနဲ့ဒီတကယ်ပြောင်းလဲဖြစ်အောင်လုပ်မယ်ဆိုတဲ့အနေအထားကနည်းနည်းကျွန်တော်စဉ်းစားအောင်နိုင်ငံတကာအနေအထားရကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီနိုင်ငံတကာတောင်မဟုတ်ရင် UN ဆိုတာကဗမာပြည်အတွက်ဒီ moral support ဒါလည်းပေးနိုင်တဲ့အနေအထားမျိုးဒီ pragmatic action လို့ပုံစံမျိုးမြန်မာပြည်သူတွေအတွက်တကယ်ဒီမိုကရေစီနဲ့လူ့ခွင့်ရေးအတွက်အကူအညီပေးမှုဖြစ်နိုင်ကြရတော့တော်တော်လေးနည်းတယ်ဒီနိုင်ငံတကာတွေကသူတို့အကျိုးစီးပွားအတွက်သာလျင်ဝင်ရောက်ဆွတ်ဖက်ခြင်းဆိုတဲ့အနေအထားမျိုးရှိတယ်ဆိုတော့ဒီပေါ်မှာအခုအိန္ဒိယကလမ်းသွားတဲ့ခြေလမ်းလိုပုံစံမျိုးဒီသူတို့တကယ်လက်တွေ့လောကမှာဖြစ်နေတဲ့အနေအထားပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကမူတည်နေတယ်ကျွန်တော်တို့ဖြတ်တန်းခဲ့ပြီးခဲ့တဲ့အနေအထားတွေရဒီကုလသမဂ္ဂနိုင်ငံတကာအတိုင်းဝိုင်းကတော့သူတို့လုပ်နိုင်တဲ့အနေအထားတွေတော်တော်လေးလုပ်ကြပါ moral support တော့တော်တော်လေးရတယ်ဒါပေမဲ့တကယ်တစ်ခုလုံးတိုင်းတာနဲ့ဒီမြန်မာပြည်သူတွေအပါအဝင်လူမျိုးပေါင်းစုံကလက်ခံနိုင်တဲ့ဒေါ်လာရေးတစ်ခုလုံးကိုစစ်ရေးရဦးစားပေးပြီးတော့ဥရွက်ပြုတဲ့ဒီလူမျိုးပေါင်းစုံကိုစားပြုတဲ့တပ်ပေါင်းစုခေါင်းတွဲကြီးတစ်ခုကိုတော့အမြန်ဆုံးပေါ်ထွန်းဖို့လိုအပ်နေတယ်ဥပမာအဖြစ်ဆိုရင်စစ်ရေးရဥဆောင်မှုပေးနိုင်ဖို့ဆိုရင်ဒီ AA ရှိမယ် KIO ရှိမယ် KNU ရှိမယ် CNF စတဲ့အဖွဲ့ကြီးများရဲ့ပါဝင်မှုကလိုအပ်တယ်လို့အဲ့ဒီအဖွဲ့တွေရဲ့ဒီခေါင်းဆောင်တွေဖြစ်တဲ့ဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဗိုလ်ချုပ်ကွမ်မော်ဗိုလ်ချုပ်ကြီးအင်ဘန်လဦးခွန်မြတ်ထွန်းစတဲ့ခေါင်းဆောင်တွေကိုဒီပါဝင်ဖွဲ့စည်းလိုက်မယ်ဆိုရင်ကျွန်တော်တင်တယ်ဒီအမှန်တကယ်ဒေါ်လာရေးရဲ့အရွေးတစ်ခုကိုမြန်ဆန်အကောင့်ထဲပေါ်နိုင်လိမ့်မယ်လို့လုံးဝယုံကြည်တယ်အဲ့ဒီအခါမှာနိုင်ငံတကာကမြင်ကျင်နေတဲ့ဒီကျွန်တော်တို့မျိုးဒေါ်လာရေးရဲ့တစုတစည်းတဲ့ဖြစ်မှုကိုလည်းတစုတစည်းတဲ့ဖြစ်နေတယ်ဆိုတော့ဒဏ်ကိုလည်းပြနိုင်တယ်လို့ဒီတရုတ်ရုရှားအိန္ဒိယတို့ရဲ့ပံ့ပိုးမှုနဲ့ဒီပြည်သူကိုနေ့စဉ်တပ်ဖြတ်နေတဲ့မိစ္ဆာတွေကိုမြန်ဆန်ဖယ်ရှားပြစ်နိုင်မယ်ဆိုတော့ဒီ AA ရဲ့ပါဝင်မှုကိုအလေးနဲ့ထားတဲ့တပ်ပေါင်းစုတစ်ခုအမြန်အကောင့်တွေပေါ်ဖို့လိုအပ်နေတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဗမာပြည်ကလူငယ်တွေလည်းဒီနေ့ဒုက္ခမျိုးစုံတွေ့နေရတယ်ဒီနေ့လူငယ်တွေကြည့်လိုက်ရင်တော်တော်လေးပင်ပန်းနေဒီလိုပုံစံမျိုးမြင်ရတယ်တချို့ဆိုရင်ဒီထွက်သွားခြင်းညာတယ်တချို့ဆိုရင်ပါဇက်ပိတ်သွားတိတ်စိတ်သွားတာတချို့ဆိုရင်ဘာကိုယုံကြည်ရမှန်းတော့မသိတော့ဒါပေမဲ့လူငယ်တွေတကယ်မျှော်လင့်ချက်ပျောက်သွားကြပြီလား
ဒါမှမဟုတ်တိတ်ကလေးစောက်ကြည့်နေကြတာလားဆိုတော့မေးစရာတော့ရှိတယ်ဒီ generation Z က generation Z ကဒီတော်တော်များတဲ့အရာတွေကိုသူကမြင်ဆန်းဆန်းကြီးသူကမြင်လိုက်ရအဲ့လိုမြင်လိုက်ရတဲ့မသေးချာမှုဆုံးရှုံးမှုစိတ်ပြတ်မှုတချို့လူငယ်တွေကအနာဂတ်ဆိုတဲ့စကားလုံးကိုတော့မှအရင်လိုသူကမခံစားတော့ဘူးလူငယ်တယောက်အတွက်စိုးဆုံးကဒီမအောင်မြင်တာမဟုတ်တော့ဘူးဘာဖြစ်သွားလဲဆိုအနာဂတ်ကိုမမြင်နိုင်တော့တဲ့ကိစ္စကဒါလူငယ်အတွက်တော်တော်လေးဆိုးရတဲ့ကိစ္စဒါပေမဲ့လည်းဒီတိတ်ဆိတ်သွားတာနဲ့ဒီစိတ်ဝင်စားတော့တာကမတူဘူးလူငယ်တော်တော်များများကစောက်ကြည့်နေကြတယ်ဘယ်သူကအမှန်တကယ်ပြောနေလဲဘယ်သူက performance လုပ်နေလဲဘယ်အရာကတကယ်ကို meaningful ဖြစ်တယ်လဲဆိုတဲ့ဟာတွေကိုတိတ်ကလေးတို့ကြည့်နေကြတယ်ဒီ generation ကအရင် generation တွေထက်ပိုပြီးတော့မြင်တက်လာတယ်တကယ် crisis ကဘာလဲဆိုလူငယ်တွေနိုင်ငံတွေကထွက်သွားတာကတကယ် crisis မဟုတ်သူတို့ရဲ့စိတ်ထဲက connection တွေပျောက်သွားတာကတကယ်ပြဿနာကြီးလူတယောက်ကဒီနေရာနဲ့ငါနဲ့မဆိုင်တော့ဘူးလို့ခံစားလာတဲ့အချိန်မှာအဲ့ဒါပိုအန်ဒီရရှိတယ်ဒါကြောင့်လူငယ်တွေကို blame လောက်တာထက်သူတို့ဘာကြောင့် disconnect ဖြစ်လာသလဲဆိုတာကိုကျွန်တော်နားလည်ဖို့လိုတယ်ဒါပေမဲ့တစ်ခုကတော့ရှိနေတော့မယ်လူငယ်တွေထဲမှာတိတ်ကလေးမေကွန်းထုတ်နေတဲ့စိတ်တိတ်ကလေးလက်မခံနိုင်တဲ့စိတ်တိတ်ကလေးအနာဂတ်ကိုစဉ်းစားနေတဲ့စိတ်ဒါတွေကတော့မပြောက်ပြတ်သေးဘူးလို့တွေ့ရတချို့တိတ်ဆိတ်မှုတွေကပြန်ပြောဖို့အချိန်ကိုစောင့်နေတယ်ဒါကြောင့်ဒီနေ့လူငယ်တွေကိုကြည့်ပြီးတော့အလုံးလက်လျှော့လိုက်ကြပြီလို့ထင်လိုက်လို့မရဘူးတချို့လူတွေကပင်ပန်းနေတယ်စိတ်ပြက်နေတယ်လို့ထင်ရတယ်လမ်းပြောင်းနေတယ်လို့လည်းသတ်မှတ်လို့ရတယ်ဒါပေမဲ့သူတို့ရဲ့အတွင်းထဲမှာမေကုန်းတွေမပြောက်သေးဘူးမေကုန်းတွေရှိနေသေးတယ်တခါတလေပြောင်းလဲမှုဆိုတာဒီအသံတွေကြဲလောင်လောင်ထွက်နေတဲ့နေရာကနေမစဘူးတိတ်ကလေးစဉ်းစားနေတဲ့လူတွေစီကနေစတာဆိုတော့